Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆိုင်မှာ dashcam လာတက်တဲ့ Mercedes ရဲ့ AMG GT43 ကားအကြောင်းလေးကိုကျွန်တော်ဂျုံတုံးလေးကျွန်တော်ပြောပြပေးမှာပါနော်ဒီ Mercedes AMG GT43 ကားကိုဒီကားကိုမြင်လဲရတဲ့အချိန်မှာပဲ AMG ဆိုတဲ့နာမည်နဲ့သူ့ရဲ့ style ကိုတော့ခံစားရတယ်ဗျပြီးရင်သူ့ရဲ့ရှည်လျားတဲ့ bonnet ရဲ့ Panamericana grey design ရဲ့သူ့ရဲ့ coupe body design က luxury ထက် sporty ဘက်ကိုသွားတယ်လို့ကျွန်တော်အမြင်မှာတော့ခံစားရတယ်ပေါ့ဗျာသူ့ရဲ့ထိုင်ကုန်တွေသူ့ရဲ့အတွင်းကန်းထဲမှာတုံးထားတဲ့ပုံစံတွေသူ့ရဲ့အဲ့ဒီ AMG Seria နဲ့ wheel တွေပြင်သူ့ရဲ့အဲ့ digital display လေးတွေ control box မှာပါ digital display လေးတွေပေါ့နော် luxury နဲ့ sport ဘက်ကို perfectly ပေါင်းစပ်ထားတဲ့ပုံစံမျိုးလေးကိုတုံးထားတာကိုတွေ့ရတယ်ဒီ GT43 မှာသူ့ရဲ့ engine ကိုတော့ 3.0 liter inline 6 turbo engine ကိုတုံးထားပြီးတော့369 horsepower ကိုထုတ်ပေးနိုင်တယ်ပေါ့နော်0 to 100 km/h ကိုလည်း 4.9 second အတွင်းရောက်နိုင်တာကြောင့်မြို့ရင်းမောင်းမလားလမ်းရှည်မောင်းမလားအဆင်ပြေမဲ့ကားတစ်စီးလို့မြင်ရတာပေါ့နော်အများနဲ့ confident ဖြစ်တဲ့အနေအထားနဲ့မောင်းလို့ရမဲ့ကားမျိုးစားထဲမှာလည်းပါပါတယ် Mercedes AMG GT43 ကကျွန်တော်အမြင် GT63 လောက်လည်းမကြမ်းဘူး GT53 လောက်လည်းမခတ်ဘူးဒါပေမဲ့ AMG feeling ကိုနေ့စဉ်အသုံးပြုလို့ရအောင်အကောင်းဆုံး balance ရတာတဲ့ကားပုံစံမျိုးတွေကတစ်စီးအဖြစ်တော့မြင်တယ်ဗျsport တိုက်လည်းစီးကျင်တယ်ဗျာ luxury လည်းမပြတ်ချင်ဘူးဆိုတဲ့လူတွေအတွက်ဒီ Mercedes AMG GT43 ဆိုတာရွေးချယ်ရကြိုးနှက်တဲ့ကားတစ်စီးဖြစ်မယ်လို့ထင်ပါတယ်အားလုံးကိုကြည့်ရှုပေးတဲ့လူတွေအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ